အခုကျမမျှဝေပေးမယ့်အကြောင်းအရာလေးကိုသိလိုက်ပြီဆိုတာနဲ့ကျမတို့ရဲ့ရင်ထဲမှာတင်းကျပ်နေတဲ့အရာတွေပုဂ္ဂိုလ်ကိုအထင်သေးတဲ့အရာတွေပုဂ္ဂိုလ်ယုံကြည်မှုမရှိတဲ့အရာတွေဟာလုံးဝကြက်ပြောက်ငှက်ပြောက်ပျောက်သွားပါလိမ့်မယ်ဒီအကြောင်းအရာတစ်ခုဟာကဘာကျော်သိပ္ပံပညာရှင် Richard Feynman ဆိုတဲ့ဆရာကြီးပြောထားတဲ့စကားတစ်ခုပဲဖြစ်ပါတယ်ဒီဆရာကြီးကိုဘယ်လောက်ထိတင်သားလဲဆိုလို့ရှိရင် The Great Explainer ဆိုပြီးတော့အထိတင်စားတယ်ပေါ့နော်။ဘာကြောင့်ဒီလိုတင်စားလဲဆိုရင် तू ကရှင်းပြတဲ့နေရာမှာအရန်ကိုရှင်းပြနိုင်ဆိုအကောင်းဆုံးသောဆရာတစုအနေနဲ့အားလုံးသတ်မှတ်ထားတဲ့ဖြစ်တယ်ပေါ့နော်။ဒီအကြောင်းအရာလေးကိုသိလိုက်ပြီဆိုတာနဲ့ကျမတို့ရဲ့လုံနိုင်စွာနေဘယ်လောက်ရှိလဲဆိုတဲ့အရာတစ်ခုကိုသိသွားပါလိမ့်မယ်။ဗီဒီယိုကိုအဆုံးထိကြည့်ပါလုံးဝအကျိုးမယုတ်စရာဆိုတဲ့အရာတစ်ခုကျမပြောရပါတယ်။ဒီအကြောင်းအရာတစ်ခုကိုသိသွားပြီဆိုတာနဲ့ကျမတို့တက်ထားတဲ့မိခင်ဘာသာစကားတစ်ခုကနေပြီးတော့မှဝေရှာနိုင်စွမ်းဘဝကိုတိုးတက်ပြောင်းလဲနိုင်စွမ်းနေရရှိသွားတဲ့ပညာရပ်တွေဖြစ်ပါတယ်။ဆရာကြီးတော့ပြောလဲဆိုရင်ကိုနားနဲ့တက်မြောက်ထားတဲ့အရာတစ်ခုကိုတဲ့ဒီနေ့ပြောနေပြီ။တာအကျွေးနားလေနိုင်အောင်ရှင်းပြနိုင်စွမ်းရှိပြီဆိုရင်ကိုဟာရှင်းပြတဲ့နေရာမှာအကောင်းဆုံးသောဆရာတစ်ခုဖြစ်ပါပြီတဲ့။ဒါကြောင့်မို့လို့ချိပင်းကြီးပညာနဲ့ဝေရှာရတဲ့ခေတ်မှာနိုင်ငံခြားဘာသာစကားတွေကိုတက်ဆရာမလို့ပဲတဲ့။ပြီးရင်မိခင်ဘာသာစကားတစ်ခုတည်းနဲ့နေမယ်ကျွန်တော်တို့ရဲ့ဘဝကိုအကြောင်းလေးဖြစ်သွားနိုင်တဲ့ခေတ်မှာဘာစင်ခံမှမပြေပဲနဲ့ပညာရက်ကလေးကိုလေ့လာကြည့်လိုက်။ဆရာကြီးကပြောလဲဆိုရင်ဥပမာငွေကြေးဖောင်းပွားမှုတစ်ခုလို့ပြောပါဆိုရင်ငွေကြေးဖောင်းပွားမှုဟာကုန်စည်နဲ့ဝန်ဆောင်မှုတွေရဲ့ရေဘူးရဈေးမြင့်တက်လာပြီးတော့ဝယ်လိုအားတွေကျဆင်းသွားတယ်လို့ပြောရင်ကျမတို့လူကြီးတွေတောင်မှနားလည်နိုင်ကြမရှိဘူးပေါ့နော်ဒီနေရာမှာငွေကြေးဖောင်းပွားမှုဆိုတာဥပမာကလေးဥမာတားရဲ့လက်ထဲမှာပတ်စံ1000ရှိတယ်ဆိုတော့အရင်တော့ကဒီပတ်စံ1000ကမုံ5ခုဝယ်စားလို့ရတယ်ဆိုရင်အခုခေတ်မှာဒီပတ်စံ1000ကမုံ3ခုပဲရတော့တယ်အဲ့ဒီအရာကိုငွေကြေးဖောင်းပွားတာဖြစ်တယ်ဆိုပြီးတော့ကျမတို့ကရှင်းပြနိုင်စွာရှိသွားတဲ့အခါမျိုးမှာကျမတို့တွေရဲ့ဒါစွမ်းဆောင်ရည်တွေကမြင့်မားလာတယ်ဆိုရှယ်မီဒီယာခေတ်မှာဒီလိုမျိုးရှင်းပြနိုင်စွမ်းရှိတဲ့လူတွေကသာလေတိုးတက်ပြောင်းလဲပြီးတော့ဝင်ငွေအဖြစ်ဖန်တီးနိုင်ကြတာဖြစ်တယ်ပေါ့နော်ဒီနေရာမှာကျမတို့ကအဲ့လိုရှင်းပြတဲ့နေရာမှာအချက်3ချက်ရှိပါတယ်နံပါတ်1တစ်ချက်ကရိုးရှင်းသောစကားလုံးတွေကိုသုံးဖို့လိုပါတယ်ဒါကြောင့်မို့လို့အင်္ဂလိပ်စကားတွေထည့်မပြောလဲရတယ်ဂျပန်စကားတွေထည့်မပြောလဲရတယ်တရုတ်စကားတွေကိုထည့်မပြောလဲရတယ်ပေါ့နော်ဆိုတော့နားလည်နိုင်စွမ်းရှိရဲ့ရိုးရှင်းတဲ့စကားတွေကိုသုံးဖို့လိုတယ်နံပါတ်2တစ်ခုကကြတော့ကလေးကမုတ်နဲ့ကစားစရာပဲသူတို့ကနားလည်ဘာကိုကျမတို့ကသူတို့နဲ့မတူနေတဲ့တခြားအကြောင်းအရာတွေကိုထပ်ပြီးတော့ပြောမယ်ဆိုလို့ရှိရင်ကလေးတွေကနားလည်နိုင်စွမ်းမရှိဘူးပေါ့နော်။ဒါကြောင့်မို့လို့ကလေးတယောက်နားလည်နိုင်စွမ်းရှိတဲ့စကားလုံးတွေနဲ့ဥပမာတွေကိုပြဖို့လိုပါတယ်။နံပါတ်3တစ်ခုကကြတော့သေးစိတ်ရှင်းပြနေတာမဟုတ်သေးဘူး။ဒီက point လေးတွေကိုတွေ့လိုက်တာပြင်သုံးနိုင်တဲ့ point လေးတွေကိုပဲကျမတို့ကသိဖို့ပဲလိုပါတယ်။ဒီ point လေးတွေကိုပဲရှင်းပြဖို့ပဲလိုပါတယ်။ဒါကြောင့်မို့လို့စာအုပ်တစ်အုပ်လုံးဖတ်လို့တစ်အုပ်လုံးမမှတ်မိလို့ကျမတို့ဟာဒါဟာအခက်ခဲမဟုတ်ဘူးသင်တန်းတွေကိုတက်လို့သင်တန်းတစ်ခုလုံးကနေပြီးတော့ပေးတဲ့ပညာရပ်တွေ100%မမှတ်မိလို့ဒါဟာပြဿနာမဟုတ်ဘူးအဲ့ဒီအထက်ကနေပြီးတော့မှ20%တော့အဓိက point တွေကိုကျမတို့ကလက်တွေ့လိုက်နာကျင့်သုံးရင်းနဲ့80%တော့အရာတွေကိုကျမတို့ကဖန်တီးနိုင်စွမ်းရှိရဲဆိုတဲ့အကြောင်းအရာဒီအချက်ကလေး3ချက်ကိုကျမတို့ကလက်တွေ့ကျင့်သုံးပြီးတော့မှရှင်းပြနိုင်စွမ်းရှိတယ်ဒီနေ့ social media ခေတ်မှာကောင်းဆုံးဝင်ဖန်တီးနိုင်စွမ်းရှိတဲ့ content creator တွေအနေနဲ့ရပ်တည်နေတယ်ပဲဖြစ်ပါတယ်ဒါလေးကိုမျှဝေပေးချင်တာဖြစ်ပါတယ်အားလုံးအကျိုးကျေးဇူးများနိုင်မယ်လို့ယုံကြည်ပါတယ်များနေဆိုလို့ရှိရင်ကျမရဲ့ဗီဒီယိုဖိုင်အောက်မှာ9နှစ်သားအရွယ်လို့ရေးခဲ့ပေးလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခေတ်မီနည်းပညာများနဲ့ငွေရှာပညာတတ်များအဖြစ်ပျော်ရွှင်အောင်မြင်သောဘဝတွေကိုဖန်တီးတည်ဆောက်နိုင်ကြပါစေရှင်ကျမကေပါ